plastic ဇယုံတစ်ခုမှာလောက်တဲ့ရှန်အိုက်ဟာတနေ့မှာလူပုံစံတူအယုတ်မနကင်းတွေကိုရွှေ့ပြောင်းရင်တခုခုကိုထူးထူးဆန်းဆန်းသတိထားမိပြီးလှန့်တော်ရပါတယ်။ဒါကိုမြင်တဲ့ဝါရင်အလို့သမားကြီးကတော့ဒါကယောဂဖြာတွေနဲ့အတူရောက်လာတာဖြစ်မှာပါမကြောက်ပါနဲ့လို့နှစ်သိမ့်ပေးခဲ့ပေမဲ့ရှန်အိုက်ကတော့အကြီးကျယ်စိတ်မသက်မသာဖြစ်နေပြီးအဲ့ဒီနေရာမှာတစ်စက္ကန့်တောင်ထပ်မနေရတော့ပါဘူး။ရုတ်တရက်ဆိုသလိုပဲအဲ့ဒီပလတ်စတစ်ရုပ်ကြီးကခေါင်းကိုလှည့်ကြည့်လိုက်ပါတယ်။ပန်းကန်ထဲမှာပဲတစုံတစ်ယောက်ကအဲ့ဒီအယုတ်ကြီးနဲ့စကားပြောနေတာကိုတွေ့လိုက်ရပြန်ပါတယ်။အယုတ်ကြီးကရှောင်းအိုက်စီကိုတလန်းချင်းနီးကပ်လာတာကိုမြင်လိုက်ရတဲ့အခါမှာတော့သူဟာကြောက်လန့်တကြားနဲ့ထပ်ပြေပါတော့တယ်။အဲ့ဒီအယုတ်ကြီးကလည်းသူ့နောက်ကိုမရက်မနာလိုက်ပါတော့တယ်။ရှောင်းအိုက်ဟာမတိစိတ်နဲ့ထွက်ပြေးရင်းလမ်းပိတ်နေတဲ့နေရာတစ်ခုကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူ့နောက်ကလိုက်လာတဲ့လူပုံစံတူအယုတ်ကြီးဂျီရန်ကလည်းရိုင်းတိုင်တိုင်နဲ့ရောက်ရှိလာပါတယ်။အသက်အန္တရာယ်ကြုံနေရတဲ့အဆုံးဖြတ်အချိန်မှာရှောင်းအိုက်ဟာအားကုန်သုံးပြီးတိုက်ထုတ်လိုက်ရမှာတော့အဲ့ဒီအယုတ်ကြီးပြက်စီးသွားပြီးအဆုံးသတ်သွားခဲ့ပါတယ်။ဒါပေမဲ့ရှောင်းအိုက်ဆက်ပြီးလမ်းလျှောက်နေတော့မှပဲသူ့ရဲ့ခန္ဓာကိုယ်ကပုံမှန်မဟုတ်တော့တာကိုသတိထားမိလိုက်ပါတယ်။အောက်ကိုငုံကြည့်လိုက်တဲ့အခါသူ့ရဲ့လက်နှစ်ဖက်ဟာပလတ်စတစ်အဖြစ်ပြောင်းလဲသွားတာကိုတွေ့လိုက်ရပါတယ်။သူအသေးအံအကူအညီလှမ်းတောင်းဖို့ကြိုးစားလိုက်ပေမဲ့ခဏချင်းပါတဲ့သူ့ရဲ့မျက်နှာတစ်ခုလုံးဟာလည်းမာကျောတဲ့ပလတ်စတစ်အယုတ်ကြီးအဖြစ်ပြောင်းလဲသွားပါတော့တယ်။ဒီသိရင်ကိုထိတ်လန့်စရာဇာတ်လမ်းတွေကိုချိန်နေတတ်တယ်ဆိုရင်တော့ subscribe